အားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ The Price of Confession အပိုင်း7ကိုဆက်ပြီးပြပြပေးသွားမှာပါအစမှာတော့ယွန်းစုဝင်မခံခင်2ရက်အလိုကိုနောက်ကြောင်းပြန်လာပါတယ်ယွန်းစုဟာအဖိုးဖြစ်သူရဲ့ဖုန်းထဲကတယောက်ယောက်ပို့ထားတဲ့သူ့ပုံနဲ့စာတွေကိုကြည့်ရင်မိုးပြောခဲ့တဲ့ဘသူပို့တာလည်းမဟုတ်ပဲဘာလို့ပို့တာလဲဆိုတာစဉ်းစားရမယ့်အကြောင်းတွေးမိနေခဲ့ပါတယ်ယွန်းစုလည်းမိုးကသူ့ယောက်ျားကိုတက်လိုက်တယ်လို့ဝန်ခံခဲ့တော့ကနဲ့သူထောင်ကလွတ်လာတော့ကအစင်မပြေဖြစ်ပြီးစိုးရိမ်နေရမယ့်သူကဘသူလဲဆိုတာတွေးနေခဲ့ပါတယ်ပြီးတော့သူ့လိုဟန်ဆောင်ပြီးဆယ်ဟုံးကိုဘာလို့တက်လိုက်တာလဲဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ဒါနဲ့သူ့ယောက်ျားရဲ့ပြပွဲကိုသွားပြီးပကြီးကားကိုကြီးလိုက်တဲ့အချိန်မှာသူနှိပ်ထားတဲ့လက်ပွေကိုတွေးလိုက်ရတဲ့အပြင်နောက်ထပ်လက်ပွေရတစ်ခုထပ်ရှိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှေ့နေချင်းရောက်လာပြီးစိတ်ပူခြင်းအောင်ဆောင်ကယောက်ျားဖြစ်သူရဲ့ပကြီးကြီးကိုလာလားဆိုပြီးမေးနေခဲ့ပါတယ်အဲ့ဒါနဲ့ယွန်းစုကပကြီးမှာထူးဆန်းတာတွေ့ကြောင်းနဲ့သူ့ယောက်ျားခြံခဲ့တာလားတခြားတစ်ယောက်ခြံခဲ့တာလားမသေးကြကြောင်းပြောပြီးအကူညီတောင်းခဲ့ပါတယ်ရှေ့နေချင်းလည်းပကြီးကားကိုကြည့်ပြီးစိတ်ပူပန်နေခဲ့ပါတယ်အဲ့ဒီချိန်မှာယွန်းစုမောကြည့်လိုက်တော့အမတ်တရဗီဒီယိုထဲမှာသူ့ယောက်ျားနဲ့အတူရှေ့နေချင်းတို့လင်မယားပါနေတာကိုတွေ့လိုက်ရပါတယ်ယွန်းစုလည်းနောက်မှထပ်ဆောင်စမ်းပြီးဆက်သွယ်လိုက်မယ်လို့ပြောကထွက်သွားပါတော့တယ်ရှေ့နေချင်းကနောက်ကလိုက်ပြင်မဲ့မတွေ့တော့ပါဘူးယွန်းစုလည်းပြန်ထွက်လာတော့သူ့ဘေးနာကမိမတစ်ယောက်ဖြတ်သွားတာကိုတွေ့လိုက်ရပြီးလှည့်ကြည့်လိုက်တော့ဟိုမိမကခေါင်းဆောင်ကြည့်လိုက်တဲ့အခါသူ့ယောက်ျားကိုတက်ခဲ့တဲ့လူသက်သမားနဲ့ပုံစံတူနေလို့နောက်ကလိုက်ပြင်မဲ့လူကြားထဲမှာပျောက်သွားခဲ့ပါတယ်ယွန်းစုလည်းရှေ့နေချင်းဟာသူ့ယောက်ျားကိုတီးနေပြီးသားဆိုတာဘာလို့မပြောခဲ့တာလဲတွေ့ရင်ရှေ့နေချင်းသာသူ့ယောက်ျားကိုတက်ခဲ့ပြီးတမင်တက်မိုးရဲ့ရှေ့နေလုပ်ပြီးသူ့ကိုချင်းကပ်ခဲ့ရလားဆိုပြီးတွေးနေခဲ့ပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့အပေးအယူကိုရောဘလို့တီးသွားတာလဲတွေ့ရင်ခုနကရှေ့နေချင်းရဲ့မိန်းမပုံကိုဆွဲနေခဲ့ပါတယ်နောက်ပြီးမမခံခင်တရက်အလိုကိုပြခဲ့ပါတယ်ယွန်းစုဟာကားပေါ်မှာတွက်ပူကြီးဘူးလေးနဲ့စာရေးဖိုင်တစ်ခုကိုထားခဲ့ပါတယ်ပြီးတော့သူ့ပေးခြင်းနဲ့မစိတ်ကိုရစေဖို့ CCTV မှာတမင်မြင်ရအောင်တနေရာချင်းစီကိုတွားပြခဲ့ပါတယ်အလိုကနေဆုံးဝန်းနဲ့တွေ့ပြီးအောက်မေ့ပဲအခမ်းအနားကိုကူညီခဲ့သေးလားမေးတော့ဆုံးဝန်းလည်းဟုတ်တယ်လို့ဖြေခဲ့ပါတယ်အဲ့ဒါနဲ့လက်ပွေရတွေရှိနေတာကိုသိရနဲ့ဘာလို့ဒီတိုင်းထားလိုက်တာလဲမေးတော့ဆုံးဝန်းကစီနီယာရဲ့နောက်ဆုံးလိုက်ရမှုလို့အဲ့ဒီတိုင်းထားလိုက်ပြီး print ထုတ်လိုက်တယ်လို့ဆိုပါတယ်ပြီးတော့အမလက်ပွေနှိပ်ထားတယ်လို့စီနီယာပြောဘူးကြောင်းပြောတဲ့အခါယွန်းစုလည်းတခုကသူ့လောက်ထားတာမဟုတ်ကြောင်းဆိုပါတယ်ယွန်းစုကရှင်းနေချင်းပုံပြပြီးမြင်ဘူးလားမေးတော့ဆုံးဝန်းကအမှုပညာပြကန်းဖွင့်ပွဲတော့ကရှင်းနေပမုခဆိုပြီးမြင်မှုကြောင်းဆိုပါတယ်အရင်ကသူ့ယောက်ျားကဘာလို့တောင်းမှလဲဆိုပြီးခဏခဏဖုံးဆက်ညင်းခုန်နေလို့ရန်ဖြစ်နေတာကိုယွန်းစုကြားခဲ့ဘူးပါတယ်သူ့ယောက်ျားကတော့နောက်ထပ်ဖုံးမဆက်နဲ့တော့လို့ပြောပြီးယွန်းစုလည်းဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်သူ့ယောက်ျားကကျောင်းကိုလှူတဲ့ပကြီးကားမှာမူပိုင်ခွင့်ပြဿနာရှိနိုင်တယ်လို့ပြောခဲ့တာကိုဇက်တိုက်ဖုံးဆက်ပြီးဖုံးနံပါတ်တွေပါပြောင်းကသူ့ကိုနှောက်ယှက်ကြောင်းနဲ့ရှင်းနေဖြစ်ပြီးတော့လို့ပြောနေလို့ယွန်းစုလည်းလိလူရှုဖို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့ပကြီးကားကိုလည်းပြခဲ့ပါသေးတယ်စောဝန်းလည်းစီနီယာကအဲ့ဒီပကြီးကားကြောင့်အရန်ပင်ပန်းခဲ့ကြောင်းဆိုပါတယ်အဲ့ဒါနဲ့ယွန်းစုလည်းစောဝန်းကိုကားငှားဖို့ပြောလိုက်ပါတယ်အလိုကနေဝန်ခံတဲ့နေ့ကိုရောက်လာခဲ့ပါတယ်ရှင်းနေချင်းရဲ့မိမကတက်တီကတကယ်ရှိရလားမေးတော့ရှင်းနေချင်းလည်းတေချာမသိဘူးပြောတဲ့အခါသူ့မိမလည်းပူပန်နေပြီးလွတ်သွားတာမရှိဘူးလားဆိုပြီးစဉ်းစားခိုင်းနေပါတယ်ပြီးတော့ရှင်းနေချင်းကိုတက်တိပစ္စည်းတွေကြည့်လို့မရဘူးလားမေးခဲ့ပါသေးတယ်ယွန်းစုလည်းရှင်းနေချင်းကိုနောက်ရခံလိုက်နေတော့ဂိုဆယ်ဟုံးဖုံးနဲ့ဆယ်ဟုံးအဖိုးစီကသူ့သမီးကိုခေါ်လာတဲ့ပုံပို့လာခဲ့ပါတယ်ပြီးတော့စားဖို့တာဖြစ်ဖြစ်ဖုံးကိုတာဖြစ်ဖြစ်မလုပ်ဘဲခိုင်းတဲ့အတိုင်းလုပ်ဖို့နဲ့6နာရီမတိုင်ခင်သမီးဖြစ်သူကိုလာတွေ့ဖို့ဆိုပါတယ်ဒီနေရာကိုပြလိုက်တော့ယွန်းစုလည်းစိတ်ပူပြီးလိုက်သွားပါတော့တယ်မိုးလည်းဘာလို့ဇော်ရုပ်ချတရားလဲမေးတော့ဟီယောင်းကကြောက်လို့ဆိုပြီးဖြေလိုက်ပါတယ်အဲ့ဒီချိန်မှာရဲတွေစီကိုခလေးပြန်ပေးဆွဲခံရတဲ့အမှုမိခင်ဖြစ်သူကယွန်းစုဖြစ်ပြီးတရားခံကဆယ်ဟုံးအဖိုးဒီနေရာကဘယ်မှာဆိုတာကိုသတင်းရောက်လာခဲ့ပါတယ်မိုးလည်းအဲ့ဒါကိုကြားသွားပြီးဟီယောင်းကိုအကူအညီတစ်ခုတောင်းလို့ရမလားပြောရင်အင်ကြီးတဲ့ကဘောပင်ကိုထုတ်ပြီးသူ့ဘိုက်ကတန်ရာကိုထပ်ခွဲလိုက်ပါတယ်မိုးလည်းလန့်လည်းမလန့်ကြောက်လည်းမကြောက်ပဲလို့ပြောနေတဲ့အချိန်ထောင်ဆောင်ကလာကြည့်တော့မိုးဘိုက်ကတွေးထွက်နေပြီးပြစ်လဲသွားကဟီယောင်းကဘောပင်ကိုကင်ထားပါတယ်ဆရာဝန်တွေလည်းတွေးထပ်ပြင်းနေလို့ခွဲစိတ်ခန်းပြင်ခိုင်းထားလိုက်ပါတယ်ခွဲစိတ်ခန်းထဲမှာမိုးနိုးလာတော့ခွဲစိတ်ထားနဲ့ချိန်ပြီးမေ့စီပေးခိုင်းလိုက်ပါတယ်ပြီးတော့သူ့လိုချင်တဲ့ဆေးတွေကိုအိတ်တိတ်နဲ့ထည့်နေခဲ့ပါတယ်ပြီးတော့ခွဲစိတ်ခန်းဝတ်စုံဝတ်ပြီးထွက်လာခဲ့ပါတယ်အဝတ်စားလည်းပြီးအပြင်ရောက်တော့တက်စီနဲ့ထွက်သွားပါတယ်ကားပေါ်မှာကျွေးထွက်နေလို့အဝတ်နဲ့ဖိကစတာပလာနဲ့ချုပ်ပြီးဆေးတွေလည်းတောက်နေခဲ့ပါတယ်ရဲတွေလည်းအဖိုးဖြစ်သူအိမ်လာကြည့်တော့တနက်ပြောက်နေတာကိုတွေ့လိုက်ရပါတယ်ရဲလည်း CCTV မှာခလေးကအဖိုးဖြစ်သူရဲ့လက်ကိုဆွဲသွားကြောင်းနဲ့တွေ့လိုက်တဲ့ခလေးပြောပုံအရအမေဖြစ်သူကိုတွေ့ဖို့သွားကြောင်းဆိုပါတယ်အမှုစစ်ဘက်လည်းတနက်ယူပြီးထွက်သွားကြောင်းနဲ့တက်ကူတွေကိုလက်နက်ထည့်ပေးလိုက်ပြီးအထူးသတိထားလှုပ်ဆောင်မှုမှားလိုက်ပါတယ်အမှုစစ်ဘက်ကရှင်းနေခြင်းပမာလည်းမေတော့ထောင်ကြည့်မှုကအတူတူထွက်လာရကနေစခန်းနဲ့ပြောင်းဝင်သွားကြောင်းဆိုပါတယ်ရှင်းနေခြင်းကဖုံးဆက်ပြီးအိမ်နေကရိုက်ထားတဲ့ blast box မရှိကြောင်းယွန်းစုလိန်နေတာလို့ဆိုပါတယ်ပြီးတော့
ယွန်းစုနဲ့ပြကမ်းမှာတွေ့ခဲ့တဲ့နေ့က CCTV ကိုဖျက်လိုက်ပေမဲ့နောက်နေ့ယွန်းစုကတယောက်တည်းထပ်သွားကြောင်းဆိုပါတယ်သူမိန်းမလည်းမြင်ရအောင်တမင်ရိုက်ခံသွားတာပဲလို့ဆိုပါတယ်ပြီးတော့ရှေ့နေချင်းကတက်တဲ့တွေထဲမှာသူမိန်းမအရေးပါလာကြောင်းနဲ့ပြကမ်းနဲ့ယွန်းစုနောက်တစ်ခါထပ်လာတာရောတက်တဲ့စီရင်ထဲမှာမပါတဲ့ပကြီးကားပေးလိုက်တာရောယွန်းစုကသူတို့ကိုစမ်းသပ်နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်သူမိန်းမလည်းဆယ်ဟုံးအဖိုးကလက်စားချေဖို့နဲ့ဇုံလုံးကနေတဲ့အခြေအနေဆိုတော့သူတို့လိုချင်တဲ့အတိုင်းလှုပ်ရှားလောက်မှာပါဆိုပြီးပြောနေခဲ့ပါတယ်ရှင်းနေချင်းလဲအဖိုးကြီးကိုယုံရမှာပေါ့လို့ဆိုပါတယ်အမှုစစ်ဘက်ကမေးကြည့်တော့ယွန်းစုယောက်ျားကိုသိတယ်လို့မပြောဘူးကြောင်းတခြားတန်တရားဝင်စရာမရှိကြောင်းဆိုပါတယ်ရှင်းနေချင်လဲရှင်းနေချင်းဟာဒီတိုင်းလူကောင်းတစ်ယောက်ဖြစ်ပြီးသူနဲ့အတူမှုခွင့်စေးဌာနလဲလိုက်ပေးတဲ့အပြင်မိုးနဲ့ယွန်းစုချားကိုလည်းတွားလိုက်ပြန်လိုက်လုပ်ပေးတယ်ပြောရင်အမှုစစ်ဘက်ကအဲ့ဒါဆိုရင်အရာအားလုံးကိုစောင့်ကြည့်ဖို့ရှိနေကြတာလို့ဆိုပါတယ်အဲကြတော့မှစောင့်ကြည့်ရမှုကယွန်းစုအလုပ်ကိုလာသွားကြောင်းသူဆွဲထားတဲ့ပုံကိုတက်တည်ထဲမှာထည့်ပေးဖို့စာအိတ်နဲ့ယွန်းစုကိုတွေးလိုက်ရကြောင်းဆိုပါတယ်ပုံပြလိုက်တော့ရှင်းနေချန်ကရှင်းနေချင်းရဲ့အမျိုးသမီးလို့ဆိုပါတယ်ရှင်းနေချန်လည်းယွန်းစုဟာဝန်ခံပြီးရဲတွေဘက်မှာတက်တည်ရှိတယ်ပြောတာရှင်းနေချင်းကိုတွေးဆောင်မှုစူးစမ်းနေရလားဆိုပြီးပြောနေခဲ့ပါတယ်ခဏနေတော့ရဲကဆယ်ဟုံးအဖိုးကရဲ့ဒီနေရာကိုရှာတွေ့ကြောင်းလာပြောတော့သူတို့လည်းလိုက်သွားပါတယ်ဟီယောင်လည်းမိုးကိုထိုးလိုက်တယ်လို့ဆိုပါတယ်ထောင်ဆောင်ကအမှန်တိုင်းပြောခိုင်းတော့ဟီယောင်လည်းမိုးဟာသူကိုယ်တိုင်တက်ဖို့အတွက်အသက်ချမ်းသာဝင်ပေးထားတာဖြစ်ပြီးအဲ့ဒါကြောင့်အမကိုထိုးခဲ့တာလို့မိုးကပြောခိုင်းထားတာပါယွန်းစုလည်းအိမ်ကိုလိုက်ရှာနေခဲ့ပါတယ်အဖိုးဖြစ်သူကစိုးအိမ်နေတာကိုစောင့်ရှောင်ပေးနေခဲ့ပါတယ်ယွန်းစုရောက်လာတော့တနက်နဲ့ချိန်ပြီးအထက်ကိုခေါ်သွားပါတယ်စိုးပေါ်မှာလည်းမေးတော့အခန်းတကားဖွင့်ပြလိုက်ပါတယ်ပြီးတော့အခန်းတကားပြန်ပေးလိုက်ပြီးခုံမထိုင်ခိုင်းလိုက်ပါတယ်ပြီးတော့အဖိုးဖြစ်သူကဒီအိမ်ဟာဆယ်ဟုံးငယ်ငယ်တုန်းကနေခဲ့တဲ့အိမ်ဖြစ်ပြီးသူ့နောက်ကိုတကောက်လိုက်ခဲ့တာလို့ဆိုပါတယ်ယွန်းစုလည်းသူတည်သွားရင်ဆယ်ဟုံးကိုတတ်တဲ့တရက်ခန့်အစ်စ်ကိုရှာတွေ့မှာမဟုတ်ဘူးလို့ဆိုပါတယ်မူစစ်ပဲနဲ့ရှင်းနေချမ်းလည်းရောက်လာပြီးအရင်ကနေခဲ့တဲ့အိမ်ကိုလိုက်ရှာနေခဲ့ပါတယ်အဖိုးဖြစ်သူကယွန်းစုကဆယ်ဟုံးကိုလည်းပဲညှစ်နေတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်တကယ်တော့ရှင်းနေချင်းရောက်လာပြီးမိုးနဲ့ယွန်းစုကြားကအပေးအယူကိုမသိခဲ့ပဲတီးခဲ့ရင်ဆယ်ဟုံးကိုယွန်းစုတက်တာတားနိုင်ခဲ့မှာလို့ဆိုပါတယ်ပြီးတော့တက်တဲ့ရှာရမှာများတယ်ပြောပြီးအဖိုးကူညီမရမယ်လို့ဆိုပါတယ်အဲ့ဒါနဲ့အဖိုးဖြစ်သူလည်းဆိုးကြောင်ကိုတွားကြည့်နေတာကိုရှင်းနေချင်းမိမကစောင့်ကြည့်နေခဲ့ပါတယ်ညရောက်တော့အဖိုးဖြစ်သူစီယွန်းစုလည်းပဲညှစ်နေတဲ့ဗီဒီယိုရောက်လာခဲ့ပါတယ်အဖိုးဖြစ်သူလည်းယွန်းစုအိမ်နဲ့ဝင်သွားတဲ့နေ့ကသူ့မြေးတည်သွားကြောင်းနဲ့တကယ်တက်တဲ့သူရှိရင်လည်းထပ်ရှာပြီးတက်လို့ရတယ်လို့ဆိုပါတယ်အမှုစစ်ဘဲတို့လည်းလိုက်ရှာရင်တကားဖွင့်လိုက်ပါတယ်အဖိုးဖြစ်သူကတကားဖွင့်တန်းကြလို့တွားကြည့်တဲ့အချိန်ယွန်းစုကခလေးခန်းနဲ့ဝင်သွားပါတယ်အမှုစစ်ဘဲတို့ရှာတဲ့နေရာမဟုတ်ခဲ့ပါဘူးအဖိုးဖြစ်သူလည်းလိုက်ရှာရင်ကျမတို့အိမ်ကြီးချင်းတွေဖြစ်ခဲ့တာမှတ်မိလားဆိုတဲ့အတန်ကြားပြီးတနက်နဲ့ပြစ်လိုက်တော့အမှုစစ်ဘဲတို့လည်းကြားသွားပြီးလိုက်ရှာပါတော့တယ်အဖိုးဖြစ်သူကအတန်ကြားရနေရာအတိုင်းလိုက်ပြီးပြစ်ပါတော့တယ်ကြီးကုံတဲ့အချိန်မှာမိုးညောက်လာပြီးဆယ်ဟုံးကတဲတဲနဲ့လှုပ်ရလှုပ်ခဲ့လို့တရရလို့ဆိုကဓာတ်နဲ့ထိုးလိုက်ပါတယ်အဲ့ဒါနဲ့မိုးကိုဖယ်ထုတ်လိုက်တဲ့အခါမိုးလည်းပြန်ထပြီးတွန်းထုတ်လိုက်တော့နှစ်ယောက်လုံးအပြင်ရောက်သွားပါတယ်မိုးကိုလဲပင်းညစ်တော့ယွန်းစုကနောက်ကနေအဝင်းနဲ့အုပ်တဲ့အခါယွန်းစုကိုတွန်းထုတ်လိုက်ပါတယ်အဲ့လိုနဲ့အဖိုးဖြစ်သူကိုမိုးရောယွန်းစုပါဗရန်နာကနေတွန်းချဖို့လုပ်တာကိုသုံးယောက်လုံးပြုတ်ကျသွားပါတယ်တစ်ဖက်ချမ်းကအိမ်ကနေရှင်းနေခြင်းလဲစောင့်ကြည့်နေခဲ့ပါတယ်မိုးနဲ့ယွန်းစုကမှုရရှိတဲ့နေရာကိုကျသွားပေမဲ့အဖိုးဖြစ်သူကျတဲ့နေရာမှာဘာမှမရှိခဲ့ပါဘူးမိုးလည်းအသက်ရှင်နိုင်အောင်အောက်ကနေအဝိတ်ခံပေးထားပြီးယွန်းစုဟာဆယ်ဟုံးကိုမတက်ခဲ့ကြောင်းဆိုပါတယ်အမှုစစ်ပဲလည်းလိုက်ရှာနေခဲ့ပါတယ်မိုးကတွေ့သွားတော့နောက်ဆုတ်လိုက်ပြီးယွန်းစုကရှေ့ထွက်လာခဲ့ပါတယ်အမှုစစ်ပဲကတွေ့သွားပြီးလာမယ်လို့တော့ယွန်းစုကနောက်ဆုတ်သွားခဲ့ပါတယ်ပြီးတော့သူ့သမီးလေးကိုခဏဆောင်ပေးဖို့ပြောရင်ဟိုဦးလေးကြီးကစိုးကိုကာကွယ်ပေးမှပြောပြီးသူ့သမီးလေးကိုထားခဲ့ပါတယ်ပြီးတော့မိုးနဲ့အတူထွက်သွားပါတယ်အဲ့ဒါနဲ့အမှုစစ်ပဲလည်းရဲကိုဖုံးဆက်ပြီးစိုးကိုရှာတွေ့ကြောင်းပြောလိုက်ပါတယ်ပြီးတော့စိုးကိုပြန်ခေါ်သွားပါတယ်ရှင်းနေချင်းလဲအဖိုးဖြစ်သူကယွန်းစုကိုမတတ်နိုင်ခဲ့ပဲမိုးရောက်လာလို့အကုန်ပျက်စီးကုန်တာလို့သူ့မိမကိုပြောနေခဲ့ပါတယ်သူမိမလည်းရတယ်ပြောပြီးနည်းနည်းထက်လောက်ရှာတာပေါ်လို့ဆိုပါတယ်ပေါင်မိုးဆိုင်ကကားနဲ့နှစ်ယောက်သားလိုက်သွားကြပါတယ်မိုးကဖတ်တီမလေးစီရဲတွေလာနိုင်တယ်ပြောရင်ချင်းချောက်လို့လုတ်ခဲ့ရတာလို့ပြောပြီးထွက်သွားလို့ယွန်းစုလည်းလိုက်သွားပါတယ်မိုးလည်းဒဏ်ရာကိုပိုးတက်ပြီးကုသနေခဲ့ပါတယ်ယွန်းစုလည်းအဆင်ပြေရလားမေးတော့ခေါင်းငိမ့်လိုက်ပါတယ်ယွန်းစုကမိုးကနမီရင်းလားမေးတော့မိုးလည်းနမဲရင်းကဂန်ဆူရဲဖြစ်ကြောင်းနဲ့မိုးဆိုတာလက်ဆံထားတဲ့နမဲလို့ဆိုပါတယ်အရင်တော့ကသူသွားတဲ့လမ်းမှာကောင်မလေးတယောက်ပင်းကိုကိုက်ခံရလို့ကဲတင်ပေးခဲ့ပါတယ်အဲ့ဒီကောင်မလေးကိုဒီနေရာကဖုံးလိုက်မိတဲ့တခုတည်းသောနေရာမို့လို့သူညမဗီဒီယိုကောခေါ်တဲ့အထိဆောင်ရမယ်လို့ပြောပြနေခဲ့ပါတယ်ပြီးတော့မိုးကသွားစရာနေရာမရှိရင်လူလိုနေလို့ဒီမှာအတူတူနေပါလားလို့ပြောခဲ့ပါတယ်မိုးကိုဆေးထည့်ပေးတဲ့နေမှာပဲအဲ့ဒီကောင်မလေးလည်းလဲသွားခဲ့ပါတယ်အဲ့ဒါနဲ့အဲ့ဒီကောင်မလေးလည်းသူ့အကူကြီးကိုလက်ခံပေးမှနှလုံးမိတ်နိုင်မယ်ပြောတော့မိုးလည်းဘလို့သိချင်တာလဲမေးလိုက်ပါတယ်အဲ့ဒီကောင်မလေးကမိသားစုလည်းမရှိနေစရာလည်းမရှိတဲ့အပြင်ရည်ရွယ်ချက်မရှိခရီးသွားရင်းနဲ့ထိုင်းမှာမိုးနဲ့တွေ့ခဲ့တာဖြစ်ပြီးမိုးလည်းသူ့နိုင်လေးကိုယူပတ်လိုက်ပါတယ်အဲ့ကောင်မလေးကပထမ
ဆုံးအနေနဲ့တစုံတစ်ယောက်စီကအချစ်ခံရနိုင်တယ်ဆိုတာသိခဲ့ရပြီးမိုးစီကနေယူထားတာတွေများလို့သူပေးနိုင်တာမရှိတဲ့အခါလက်စားချေဖို့အတွက်လိုအပ်ရင်သူ့ကိုအတုံးချဖို့ပြောလို့မိချိုပေးခဲ့တာပါအဲ့ဒီအကြောင်းတွေကိုယွန်းစုကိုပြောပြနေခဲ့ပါတယ်အဲ့ဒါနဲ့ယွန်းစုကသူဂတိမတီတာတောင်ဘာလို့ကူညီပေးရလဲမေးတော့မိုးလည်းဟုတ်သားပဲလို့ပြန်ဖြေလိုက်ပါတယ်ပြီးတော့မိုးကတက်တေတောင်မရှိပဲယောက်ျားကိုတက်လိုက်တယ်လို့ဝန်ခံပြီးဘလို့လုံးမလို့လဲလို့မေးတော့မသေးချာပဲမဲ့တက်တေကိုသွားရှာမှာလို့ဆိုပါတယ် K-drama အကြောင်းအဲ့ဒီသတင်းတွေကိုသိချင်တယ်ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်